ဒါကြောင့်မင်းမချမ်းသာသေးတာလူတယောက်ချမ်းသာနေလို့ဟာဒီကောင်တော့အကုန်သိအကုန်တက်စရာကြီးပဲလို့ပြောလို့မရတယ်လို့စင်းရဲနေလို့လဲဟာသူကတော့လှုပ်လိုက်ရင်တလွဲကြီးပဲဖြစ်နေတာလို့ပြောလို့မရပါဘူးတထေးကြီးဝိုင်းရန်ဘာဖက်ပြောစကားရာချမ်းသာဖို့ဂိမ်းကနန်းနေနဲ့တင်မဟုတ်ပဲအကျင့်ကောင်းတွေစိတ်တက်ကောင်းတွေလဲလိုပါတယ်တဲ့ဒါဆိုရင်လူချမ်းသာတွေပဲသိပြီးအများစုသောသူတွေမသိတာကဘာတွေဖြစ်မလဲဘီလီယံနာကြီးရဲ့ပြောစကားအရဆိုရင်6ချက်ရှိပါတယ်နံပါတ်1ငွေအကြောင်းမလေ့လာတာငွေအကြောင်းလေ့လာရတာကိုတော်တော်များများကရှုပ်တယ်ထင်နေကြတယ်ခတ်တယ်ပေါ့ဘာလို့လဲဆိုတော့မသိရလို့ခင်ဗျာကျွန်တော်တို့ကသင်္ချာတွက်တယ်သိပ္ပံသင်တယ်ဘယ်တော့မှပြင်ငွေအကြောင်းလေးလေးနက်နက်နဲ့စဉ်းစားခဲ့လေအချိန်ကုန်ခံပြီးရင်းနှီးမြှုပ်နှံမှုဘယ်လိုလုပ်ရလဲအခုဘယ်လိုဆောင်မလဲမတွေးကြမသိကြပါဘူးကိုမှန်တဲ့ထင်တာတွေလုံးရင်းနဲ့ရေရှည်ကြတော့ပေးဆက်လိုက်ရရောငွေချင်းနဲ့ပတ်သက်ပြီးမပူပင်ရတယ်900ခိုင်နှုန်းနဲ့ပါချင်ရင်တော့ငွေအကြောင်းကိုစလေ့လာရမယ်ငွေဘယ်လိုလဲပက်လဲအလုပ်လုပ်လဲသိရမယ်ကိုပြန်တင်တက်ရပါမယ်နံပါတ်2ကြောက်တက်တာအလုပ်တိုင်းမှာ100ရာခိုင်နှုန်းအာမခံမရှိပါဘူးအနည်းနဲ့အများစုတို့မသေးချာမှုတွေရှိတယ်ကြောက်တဲ့လူတွေကမလုပ်ဖြစ်ဘူးကြောက်ရင်လွဲရဲရင်မေးဖြစ်ဆိုတာမျိုးပေါ့ဒါပေမဲ့တခုပြောပြပါမယ်ကြောက်နေတယ်ဆိုတာကိုဘာလုပ်နေလဲကိုမသိတာကနေလာတယ်တဲ့အလုပ်တစ်ခုကိုသေးသေးချာချာလေးလာလိုက်စားတဲ့သူတွေကအကြောက်တရားတွေမရှိတော့ပါဘူးနံပါတ်3ရေတိုတွေးတာဘူးလောလောဆယ်အဆင်ပြေဖို့အတွက်ပဲအလုပ်လုပ်ကြပါတယ်ရေရှည်တွေးတဲ့သူနဲပါတယ်ချမ်းသာခြင်းရေရှည်ကြည့်ပြီးစူးစမ်းငွေကိုကောင်းကောင်းရင်းနှီးမြှုပ်နှံတတ်ရပါမယ်နံပါတ်4ငွေမစုတာငွေကိုရရဆဆမလုပ်တင်ပါဘူးစုပါဘိုးဘလောက်ရွာအရေးမကြီးပါဘူးဘိုးတိတ်တွိုင်းပို့စီမှာရေဘလောက်ကြံခဲ့လေကအရေးကြီးတာပါစုပါစောင်းပါကိုအတွက်ရင်းနှီးမြှုပ်နှံမြင့်တင်ပြီးလုပ်ငန်းတွေကိုပေးချတဲ့နေရာတွေမှာထပ်မံရင်းနှီးပါနံပါတ်5ငွေနောက်ကိုပဲလိုက်နေတာငွေရှာမှတော့ငွေနောက်ကိုလိုက်ရမှာပေါ့လို့ပြောကြပါမယ်ဟုတ်ပါတယ်ဒါပေမဲ့ငွေနောက်ကိုအသေးအံမလိုက်ပဲကိုတီဆောက်ခြင်းနဲ့ချစ်တဲ့အလုပ်ကိုစူးစမ်းပြီးတီဆောက်ရင်ငွေကကိုနောက်ကိုလိုက်လာပါလိမ့်ဝေမဝေဖြစ်နေရင်ပင်ပန်းပြီးမကြခင်အားပြက်ပြီးစက်မလုံးနိုင်ဖြစ်သွားတတ်ပါတယ်ကိုစိတ်ပါဝင်စားတာတွေကအလုပ်ဖြစ်မဲ့အရာကိုပို့ပြီးကြိုးစားလုပ်ပါအောင်မြင်လာရင်ငွေကအလုပ်လိုက်လာပါလိမ့်နံပါတ်6အဆက်အသွယ်ကောင်းမရှိတာမင်းဘာသိလဲဆိုတာတဲ့ဘသူတွေနဲ့သိလဲဆိုတာဟိုအရေးကြီးတယ်ဆိုတဲ့စကားလေးရှိပါတယ်ငွေရှာတဲ့အပိုင်းမှာဒီစကားကအရင်အရေးကြီးပါတယ်အဆက်အသွယ်ကောင်းတွေရှိရမယ်အကောင်လုံးတယောက်တည်းလုံးနိုင်တယ်လို့မတွေးရပါဘူးမိတ်ဆွေတွေစီကအလောက်ကိုင်းအခွင့်အရေးတွေအကြံဉာဏ်တွေရလာတတ်ပါတယ်အပေါင်းအသင်းဝင်ဆက်ပြီးဆရာသမားကောင်းတွေလည်းရှိမယ်ဆိုရင်ဝင်ပိုတိုးတက်လာဖို့အခွင့်အလမ်းများပါတယ်ဒီထိကြည့်လာပြီဆိုရင်တော့ချမ်းသာတယ်ဆိုတာငွေအများကြီးရတာရှိတာကိုပဲပြောတာမဟုတ်ဘူးဆိုတာကိုတော့ကောင်းကောင်းသဘောပေါက်တော့ပါပြီဒါကငွေနဲ့ကိုယ့်ရဲ့ဆက်ဆံရေးရဲ့ကိုတန်မိုးထားတဲ့ရည်ရွယ်ချက်တွေနဲ့တစ်ထက်ထက်ကြမယ်အဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ဆိုတာတွေကိုနားလည်ဖို့ပါပဲဒါကခရီးစဉ်တစ်ခုမို့စိတ်စီရမယ်ဇွဲကောင်းရမယ်သင်ယူရမယ်တခါတလေအမားတွေလုံးမိတာမျိုးလဲကြုံရမယ်သင်ယူပါပြင်ဆင်ပါရှေ့ဆက်ပါဘန်ကောက်ဘလောက်ကြည့်လဲဆိုတာတဲ့ကိုယ့်ရဲ့ရွေးချယ်မှုတွေသင်ယူခဲ့ရတာတွေကိုယုံကြည်မှုတိုးလာတာတွေကအမြတ်ပါပဲဟုတ်ကဲ့ပါခင်ဗျာအခုလိုကုသလေးတွေရရှိဖို့တော့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Mental Power ပေးလေးကိုလည်း Like and Share လေးလုပ်ထားဖို့မေ့နေလို့အားလုံးပဲကျေးဇူးများကြီးတင်ရှိပါခင်ဗျာ